ပထမဆုံးခရင်နဲ့ပတ်သက်ပြီးဂျိုင်းဖြူတဲ့ဟာနဲ့ပတ်သက်ပြီးဆိုရင်တော့ဒါပထမဆုံးပဲကြည့်ဖွင့်ဘူးလားအရန်လဲကောင်းတယ်သုံးကြည့်လိုက် link ကထုတ်ထားတဲ့ဒီဂျိုင်းဖြူခရင်တော့တိတိတတလေးကိုတော့တေချာလေးသုံးပေးပေါ့နော်တိတိတတလေးကိုဖြူလာပါတယ်ဂျိုင်းဖြူခရင်ကကြတော့သူကဒီတဘူးဆိုလို့ရှိရင်တော်တော်လေးကိုသုံးရပါတယ်နော်အများကြီးလိမ့်လို့ရဂျိုင်းတစ်ခုလေးတွေမဟုတ်ဘူးကြည့်ပြောတတောင်ရှိမယ်ပြီးသွားလို့ရှိရင်ဒီဂုတ်တွေလို့ပြီးတော့ပေါင်ချံပေါင်ကြားတွေတော့ပြီးတော့တင်ကြားတွေလို့အဲ့ဒါအကုန်သုံးလို့ရတဲ့ခရင်ပေါ့နော်ဟိုကကြတော့ဒီကိုရီးယားကနေပြီးတော့ထုတ်ကုန်နဲ့ပကြိုထိုက်လိုက်မှထုတ်ထားတဲ့ပစ္စည်းပေါ့နော်ဒီခရင်ညကြတော့ပကြိုလူကြီးလူငယ်မျိုးယောက်ျားလေးလဲသုံးလို့ရတယ်ဂျိုင်းဖြူဖို့ဂျားဖြူဖို့ဆိုတာတော့ပကြိုတော့ဂျိုင်းကကြတော့အရေးကြီးတဲ့နေရာထဲမှာပါတယ်ဒူးချင်မျက်စိဂျိုင်းကြားတထောင်စစ်အချို့ကြတော့ပကြိုတို့ခြေစစ်တွေမှာဆိုလို့လည်းမဲတာရှိတယ်ကျွတ်တက်တာရှိတယ်ဟိုဖျားတရားထိုင်တဲ့လူတွေတို့ဟွာလို့ဆိုလို့ရှိရင်လည်းဒီလိုထောက်ထားတာအများကြီးဒူးတွေတထောင်စစ်တွေခြေစစ်တွေမဲတဲ့လူတွေဆိုလို့ရှိရင်လည်းဒါလုံးဝသုံးလို့ရပါတယ်ဒီခရင်ကိုလိမ့်ထားပေါ့နော်တပတ်လောက်ဆိုတာနဲ့တော်တော်လေးကိုတိတာတယ်ဒိုင်းတွေဓာတ်တွေဖြူချင်တယ်ဆိုလို့ရှိရင်ဝယ်သုံးလို့ရပါတယ်ဒီလိုပါတယ်သုံးကြည့်လိုက်ပဲဒါလေးကကြတော့ဂျိုင်းကိုတပတ်လောက်ဆိုတာနဲ့တိတာတယ်ပြီးတော့ဒီဂျိုင်းလိန်ခရင်ကလေတပတ်လောက်ဆိုတာနဲ့တော်တော်ကောင်းကောင်းလေးတိတာပါပြီအများကြီးလည်းပါတယ်သူကအနံ့ကလေနှစ်ခုလုံးကအနံ့မပြင်းဘူးအနံ့တင်းတင်းလေးတွေလူကြီးတွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်လူငယ်တွေအတွက်ဆိုလည်းအဆင်ပြေတယ်အမျိုးသားအမျိုးသမီးအကုန်သုံးလို့ရတဲ့ဂျိုင်းဖြစ်ခွင့်ပါ links